It's in Yangon, one of the townships of Yangon. Yangon. ငါပြီးချက်ချက်မယ်လေညီမလေးငါလည်းလာပါချင်းမရချင်းပါ This is the fish store. Let me check the fish. The fish price. အဲ့ဒါလည်းမလေးဘိုက်ခွဲကြည့်ရမယ်ကိုယ်တည်းကြည့်ကြတော့မသိဘူး Fish and they are chopping. ဒီတော့ပဲဒီတော့ဖုန်းကြောင်းနေပါလားအခုကြည့်စားပါပါဖုန်းကြောင်းဆုံးကြရှိတော့လေအမေကဝါတော်နေတာကြီး